AR တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်အော်တိုဘာလ30ရက်နေ့ညနေပိုင်းကအစိုးရအဖွဲ့ဝင်ဝန်ကြီးများနဲ့အတူလေးမျက်နှာမြို့နယ်အားကစားခန်းမမှာပြုလုပ်တဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူများနဲ့တွေ့ဆုံခဲ့ပြီးစံစီများထောက်ပံ့ပေးရခဲ့ပါတယ်။ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူများအားနိုင်ငံတော်ကအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှလူတဦးကိုတစ်လလျင်2000နှုန်းဖြင့်ထောက်ပံ့ပေးရလျက်ရှိပါကြောင်းမိမိတို့တိုင်းဒေသကြီးမှာအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူများမှာအခြားသောတိုင်းဒေသကြီးနဲ့ပြည်내မှာလာရောက်သူများရှိသလိုမိမိတို့တိုင်းဒေသကြီးမှာပြည်သူများလည်းပါဝင်ပါကြောင်းရွေးကောက်ပွဲကိုအပိုင်း3ပိုင်းဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးမဲဆန္ဒရှင်ပြည်သူများအားမြန်မာ electronic မဲပေးဆက် MEVM အသုံးပြုပြီးလက်တွေ့စမ်းသပ်မဲပေးခြင်းများနဲ့အသိပညာပေးခြင်းများကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားပါရယ်အဲဒီနောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတိုင်းဒေသကြီးဦးစီးမှုနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးတို့ကမဲဆန္ဒရှင်ပြည်သူများမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့အတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက်ယာယီနေရဆွန့်ခွာပြည်သူများအားစံနဲ့စီများထောက်ပံ့ပေးရခဲ့ပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာရေကြီးမြို့နယ်အားကစားခန်းမမှာပြုလုပ်တဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူများနဲ့တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူများရောက်ရှိတဲ့နေရာများမှာမဲပေးနိုင်ဖို့အတွက်လည်းစနစ်တကျစီမံဆောင်ရွက်သွားဖို့လိုပါကြောင်းအမှားစကားပြောကြားပါရယ်။အဲဒီနောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတိုင်းဒေသကြီးဦးစီးမှုနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးတို့ကအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာဒေသများမှအသက်18နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်မဆုံးရှုံးစေဖို့အတွက်နိုင်ငံသားစီစီကံများဆောင်ရွက်ပေးနေမှုအခြေအနေများနဲ့မဲဆန္ဒရှင်ပြည်သူများမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့အတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများမဲပေးခွင့်မဆုံးရှုံးစေဖို့အတွက်ပြည်သူများအနေနဲ့ပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများကရေကြီးမြို့နယ်တွင်ရှိအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူများအားစံနဲ့စီများထောက်ပံ့ပေးရခဲ့ကြောင်းသိရှိရပါတယ်ရှင်။